他的脸圆圆的，对面那里啊，弯弯涩涩的不喏，都你妈老孙喏，你那弯弯的标准了，好比喏，他的脸圆圆的，对面那里弯弯的，把风扇的肚来声音呢，像个红苹果，像个风扇肚来的红苹果，班的，你样的，班的里呢风扇肚来的标准的，哎哩嘛，message 呢像，西安像个么么。像的多的天涯的路来登录ရတယ်ပုံစံတူတီလို့လည်း登录ရတယ်အဲ့တော့သုံးတဲ့ WhatsApp ပေါ်မူတည်ပြီးတော့ဘာသာပြန်ရမှာဖြစ်တယ်ဒီမှာကျတော့သူကပုံစံတူတယ်လို့ပြောတာဖြစ်တယ်他的脸圆圆的对面那里啊弯弯လေးတဲ့像个红苹果ပန်းသီးလေးနဲ့တူတယ်တဲ့ရလားပြန်ဆိုကြည့်ကြည့်他的脸圆圆的，他的脸圆圆的，像个红苹果。圆圆的，变手机没？圆圆的，他的脸圆圆的，像个红苹果。苹果，对面那里弯弯的。ပြီးတော့ပန်းသီးလေးနဲ့တူတယ်သူ့ရဲ့မျက်နှာလေးကိုခိုင်းနှိုင်းပြီးတော့ပန်းသီးလေးနဲ့ခိုင်းနှိုင်းလိုက်တဲ့သဘောကိုဖော်ဆောင်တယ်ဟုတ်ပြီနော်ပြန်ဆိုကြည့်ရလေ他的脸圆圆的他的脸圆圆的圆圆的像个红苹果像个像个红苹果အဲ့ဒီ像ကထင်ရတယ်တနည်းအားဖြင့်ပုံစံတူတဲ့အနေအထားမျိုးတွေမှာတုံးတာနော်နောက်ပိုင်းနေ level မြင့်လာလို့ရှင်တိလာလိမ့်မယ်ငါထင်ရတယ်ဘာညာပေါ့အဲ့လိုမျိုးစကားပြောမှလည်းပါလာတတ်တယ်ရမလားနံပါတ်5အထိ